မိဖို့နည်းနည်းတိုက်ဆက်ရှိတယ်တို့မြန်မာပြည်မှာမန္တလေးတိုင်းမှာအဓိကငြိမ်းချမ်းမှုဖြစ်နေတာအများဆုံးငြိမ်းချမ်းပါစေတွေ့ရမြင်ရတစ်တော်မှာတွေ့ရတယ် Facebook မှာတွေ့ရအဖြစ်စီမြင်ရစိတ်မချမ်းသာဘူးမြန်မာပြည်အတွက်တွေမဟုတ်ပါဘူးကဘာကြီးအတွက်ကိုစိတ်မချမ်းသာဘူးအလိုယုံရင်ပျက်စီးတာတွေအသက်တွေဆုံးရှုံးတာတွေကြည့်ပြီးတော့ဒုက္ခရောက်တဲ့သူတွေအတွက်စိတ်မကောင်းဘူးကိုယ်တိုင်းလည်းခုဘုံဟာရင်ဆိုင်နေရတာပျော်တယ်လို့တော့မဟုတ်ပါဘူးကိုမလည်းကိုစိတ်မကောင်းမှုနဲ့ကိုခုအမေဆိုရင်ဟောင်းပြီးအသေးလည်းမဖြစ်ပါနဲ့ဒန်းလုံးတီးတက်ခွေနဲ့ဒန်းလုံးပဲမောလိမ့်ကြထားတာမျက်စိကဘယ်ဘက်ကညာဘက်ကကုမရတော့ဘူးလို့ပြောတယ်ဒါပေမဲ့ညီမကိုတော့မေးခိုင်းထားတာပဲဆရာမတို့တခြားမေးကြည့်ပါကူရလို့ရမလားပြန်တခြားပတ်စံကုန်ကြခံပြီးကူလို့ရမလားကိုမိသားစုလည်းပဲသူတို့အခက်ခဲဒုက္ခနဲ့ဒါမဲ့ကိုမိသားစုအတွက်တင်စိတ်မကောင်းဘူးကိုဒုက္ခကိုပဲဒုက္ခလို့မြင်နေမယ်ဆိုရင်လူသားမပြီးသားရရောက်မှာပေါ့အားလုံးအတွက်စိတ်မကောင်းပါဘူးအခုချိန်မှာဖရာတရားလောက်ကြပါစိတ်ကောင်းမှုကြပါလို့ပြောရလွယ်မတတ်နိုင်ဘူးကိုတိုင်းလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးပြီးဖရာတရားလောက်ရတာမသေးချာတဲ့အနာဂတ်တွေကိုကောင်းမွန်စွာဖြတ်ကျော်နိုင်ဖို့ဒီဒုက္ခအခက်ခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့ကောင်းတဲ့စိတ်အားနဲ့တယောက်ကိုတယောက်ဖေးမကူညီခြင်းနဲ့ပဲကြော်ဖြတ်ကြပါစို့လို့နော်မိဘူးတိုက်လိုက်ပါအောင်မင်းအလုပ်ရှိနေတယ်အားလုံးကျမ်းပါအားလုံးကောင်းကျိုးလွင်ဆန္ဒပြေဝကြပါစေ